ရမိတ်တယ်ဒီတော့ဒီကလူရတဲ့လောင်မင်းကြီးတာတော့နောင်တော့ပြည့်ပြည့်တာတဲ့ကလင်္ကာရပရမတ်ရာဇာပုရုသောမင်းစိတ်တော်ရတာနံပါတ်ကနိုင်ကသံဃာရာဇာဖြစ်တော်သောကောင်းခွင့်ပြောလို့ဆရာတော်ဘင်းကြီးပြောရလို့ကြစီနိုင်ဟုတ်တာစိမ့်မကိုချိန်ခံ၍ဤနဝဲပွဲရေရများအားကျွန်တော်ကောင်းစွာစီတို့စီရဲ့အကျိုးဘရကတော့အားသုံးဉာဏ်ကဖြစ်သောမျိုးလေးပါးနဲ့တော့လူသားတွေမှာပါတော့လက်ပြန်တာကောင်းတယ်ပေါ့ဒါပြုဘုံဝင်ရတာစာတိလို့လည်းကောင်းမျိုးတော်နဲ့တော့နဲ့တော့နဲ့ကောင်းတော့နဲ့ဈေးဆောင်နဲ့ရေဆောင်နဲ့အပြန်တပွဲနတ်စင်းရတော့ပါတဲ့ဒီပါကျုံလုံးတွေရှိတော့သက်စိမဲ့စာဥပါစာတော့မကောင်းတော့ပြည့်တာနဲ့တော့ကျွန်တော်ဝင်စေတတ်ဤစိတ်ကြီးစေတတ်ဤနှောင်ဖွဲ့စေတတ်ဤရဲသည်စွမ်းနိုင်များသောအကျိုးလာပါလို့ကိုပေးစေတတ်ကုန်၏ထို့ကြောင့်စွမ်းနိုင်များသောအကျိုးလာပါလို့ကိုပေးစေတတ်၏တို့ကျေတော်ဆရာတော်ကြီးရဲ့လူကြောင့်ဥဒ္ဒါစိတ်မဲ့ပြီးတော့ဤစီရင်အားလောဝဲလည်းတို့ကိုင်းကိုင်းရှင်ဝိရှင်များအားဒေဝရာသီမောစိတ်ရာသီမောစာသောစေတို့ကိုမသွင်းရသည်ဒီတို့ချင်းစေတို့ချင်းစေနဲ့ညင်းတို့ကိုမပြုတ်ရသည်မဟာမြေစေအားပါစိတ်ပရောရိစိတ်ကာနာငါတော်ကြီးစေဝကြီးစသည်တို့ကိုလည်းမထုတ်နိုင်ရသည်ဒီကံတော်စိတ်တိုက်စစ်စေအာနာဆွဲစေယခုဖတ်ကြားပြီးအမိတ်တော်ပြန်တန်းစာသောကိရိယာတို့၌လည်းရဲရည်ဒီရာဇာပါတဲ့ကဝဲပဲဆုံးနေအောင်မြင်ထောင်းထောင်းအောင်ကိုတဲ့တော့ကိုတဲ့တွင်းရပရတို့ကိုလည်းအောင်မြင်လေပြီကိုကြောင့်လူတိုင်းပြည်သောဤစီရင်ကိုပိုင်းနဲ့ဆက်ပြန်ထက်မြက်သောညောင်ဝရိယရှိသည်ပြီးကျွန်တော်ဇီယာတီယာသွန်းတော်ကိုယ်တိုင်ရှေးစရာမြတ်တို့ဒီနာနေတရားကိုအန်ဆင်လေးအဆောင်ရွက်တရီယန်စတူယန်တွေကတော့ဖတ်သားလေးရဲ့ဒီသစ္စာကောင်းစွာတည်ကြည်ခြင်းသမာစရာရှေးကျူခြင်းရှေးစရာမြတ်တို့ပေါ်လိုက်ပြန်မှညီဆုံးကြမှာကိလေခြင်းစာသောသူတော်ကောင်းလက်ခံတို့နဲ့ပြည့်စုံလေးရဲ့အဝိဇ္ဇာများတို့ကောင်းစွာစီရင်ပေးခြင်းတွေမှန်၏ကိုကြောင့်မိမိတို့နေနေလဲဒီရရာစီရင်အားလွယ်ကူသောဥပဒေတာဟူ၍၎င်းအမှတ်မဲ့သောဥပဒေတာဟူ၍၎င်းအမှတ်အလေးဒီရသောမွေးကင်းတရားနဲ့မတန်မှုလည်းမတင်အပ်နေတဲ့အဘေဆရာကြီးဌာနအေဆောင်ရွက်ရေရာမျိုးကိုအဘေမျှတော်နဲ့ရနိုင်သည်ဟူ၍မနိုင်ရှင်သောအရာဌာနကိုနိုင်ရှင်ပြမသောစိတ်ဆန္ဒကျင်းပါသည်ဘို့တော့ခင်ရင်ဒီလိုဒီကောင်းတဲ့ကောင်းပြုတ်တဲ့ကောင်းအိမ်နဲ့ကောင်းလေယာနဲ့ကောင်းဖုံးတဲ့ကောင်းတရားစင်တဲ့ကောင်းယခုကျော်ပေါ်နေတော့အခက်အခဲဆုံးသွင်းတဲ့ကောင်းရေရာကောင်းတဲ့စကားဆိုပြီးမြစ်တာပို့လေအလိုတိုင်းပြည့်စုံပြီးဟုလေနံဓာတ်တဲ့မှတ်ပြီး